ကျွန်တော်ဒီဖြစ်ပျက်တွေကိုကြုံခဲ့ရတာ19နှစ်ကြာခဲ့ပြီ2009ရှူဝါရောင်တော်လှန်ရေးအရေးခင်းကိုအားလုံးမှတ်မိကြမှာထင်တယ်အဲ့ဒီအချိန်ကကျွန်တော်အသက်20ကျော်အရွယ်ပေါ့ရှူဝါရောင်အရေးခင်းကြီးပြီးခါစားကာလလူတွေကတော့မြို့ထဲမှာပုံမှန်လည်ပတ်နေပြီအဲ့ဒီနေ့ကကျွန်တော်က British Council ကနေပြန်လာတာဘူအောင်ကျော်လမ်းတိုင်းကျွန်တော်လမ်းလျှောက်လာခဲ့တယ်အချိန်ကညနေဆောင်ဆိုပေမဲ့နေမဝင်သေးဘူးလမ်းပေါ်မှာတော့လူတော်တော်ရှင်းနေတယ်ကျွန်တော်တယောက်တည်းဟိုကြည့်တီကြီးနဲ့အေးအေးဆေးဆေးလမ်းလျှောက်လာရင်ညနေချင်းဆိုင်မှာလည်းလူတယောက်လမ်းလျှောက်လာတာတွေ့လိုက်ရတယ်ခက်လန်းလန်းဖြစ်နေပေမဲ့သူ့နှစ်ဖူးကအနီရောင်အမှတ်ကြီးကိုထင်းနေအောင်တွေ့ရတယ်ဒီလိုနဲ့ကျွန်တော်လမ်းလျှောက်လာရင်အဲ့ဒီလူနဲ့ပို့ပြီးနီးလာတယ်ကျွန်တော်လည်းဘာရင်မဟုတ်သူ့မျက်နှာကိုသေချာကြည့်မိလိုက်တယ်အဲ့ဒီမှာသူကသူ့နှစ်ဖူးတယ်မဟုတ်ဘူးမျက်နှာတစ်ချမ်းလုံးหนีနေတာကျွန်တော်မျိုးလုံးမလွှမ်းမိပဲသူ့မျက်နှာကနေစပြီးအောက်ကိုဆက်ကြည့်မိတယ်သူ့လယ်ပင်မှာကသွေးစီးချောင်းတချို့ရှိနေတယ်အောက်ကိုဆက်ကြည့်တော့ပခုံးတစ်ဖက်မှာလည်းသွေးတွေလက်တစ်ဖက်မှာလည်းသွေးတွေကျနေတယ်နည်းနည်းလေးမဟုတ်ဘူးအများကြီးပဲအဲ့ဒီကြမှာကျွန်တော်သိလိုက်တာသူ့နှစ်ဖူးကအနီရောင်အမှတ်မဟုတ်ဘူးမျက်နှာတစ်ချမ်းหนีနေတာမဟုတ်ဘူးသွေးတွေခြောက်နေတာဒါနဲ့သူဘာဖြစ်လာတာလဲကျွန်တော်အရင်မေးချင်သွားတယ်သူ့မျက်နှာကိုကျွန်တော်ပြန်ကြည့်လိုက်တော့သူကလည်းကျွန်တော်ကိုစိမ့်စိမ့်ကြည့်နေသူ့မျက်နှာကဘာမှဂရုမစိုက်တဲ့ပုံစံမျိုးအသက်က30အောက်ပဲရှိဦးမှထင်တယ်သူ့မျက်နှာနဲ့သူ့ရဲ့ခက်စိမ့်စိမ့်အကြည့်ကြောင့်သူမကြိုက်မှဆိုလို့ဘာဖြစ်လာတာလဲကျွန်တော်မမေးတော့ဘူးဒီလိုနဲ့တဖြည်းဖြည်းချင်းပို့ပြီးနီးကပ်လာတယ်သူ့ဘောင်းမိမှာလည်းသွေးတွေစိုးနေတယ်ကျွန်တော်စိတ်မသက်မသာဖြစ်ပြီးကူညီချင်နေမိတယ်ဒါပေမဲ့ဘာမှမဖြစ်သလိုပဲကျွန်တော်သူ့ကိုမျက်လုံးလွှဲပြီးကြော်ခဲ့တယ်သူလည်းကျွန်တော်ကိုကြော်သွားတယ်မျက်စိကိုအောက်ဆိုင်ပြီးလမ်းလျှောက်နေတာမလို့ကျွန်တော်သူ့ဘေးကဖြတ်တဲ့အချိန်မှာထူးခြားမှုတစ်ခုကိုသတိထားမိလိုက်တယ်အဲ့ဒါကသူ့ခြေမျက်စိနားမှာကြည်စံရလို့အပေါက်တစ်ခုဖြစ်နေတယ်သူဘလို့ဖြစ်ပြီးဒီလောက်ဒဏ်ရာတွေရလာလဲကျွန်တော်စဉ်းစားနေရင်လမ်းပေါ်ကိုစပြီးသတိထားမိတယ်ဒီလောက်သွေးတွေဆူရွှဲနေတဲ့သူရှောက်ခဲ့တဲ့လမ်းလျှောက်မှာသွေးတစ်စက်မှရှိမနေဘူးအမှန်ဆိုဖက်နှက်မှာလည်းသွေးတွေဆူနေတာခြေရာတွေကြံခဲ့ရမှာမလားဒါပေမဲ့ကျွန်တော်နောက်လှည့်ပြီးအဲ့လိုပြန်မကြည့်ပြဘူးကားမတိုင်ရောက်တော့ဘတ်စကားစီးပြီးအိမ်ပြန်ခဲ့တယ်တလန်းလုံးဒီလူအစင်ပြေပါမလားတွေးနေပြီလေတကယ်ဆိုရင်အဲ့လောက်ထိသွေးတွေနဲ့ဒဏ်ရာတွေရလာတာကတက်စီငားစီတင်တယ်တက်စီမငားနိုင်ရင်တော့စိုက်ကားလေးပဲဖြစ်ဖြစ်ငားပြီးသွားတဲ့တယ်လို့တွေးနေမိတယ်အိမ်ပြန်ရောက်တာနဲ့အမေကိုကျွန်တော်တွေးခဲ့ရတာပြောပြလိုက်တယ်အမေကနင့်ဟာလူရောဟုတ်ရဲ့လားလို့ပြန်ပြီးတဲ့အချိန်မှာကျွန်တော်ထူပူသွားတာပုံမှန်တော့ကျွန်တော်ကအဲ့လိုအရာတွေနဲ့ကြုံရင်ဆန့်စရတယ်ကြက်သိမ်းထတာမျိုးတွေဖြစ်တယ်ညနေရလူနဲ့ကြုံတော့ဘာမှမဖြစ်ဘူးဒါပေမဲ့အမေမေးခွန်းထုတ်တဲ့ဟာကလည်းစဉ်းစားစရာပဲဒီအဖြစ်အပျက်ကတော့ဒီနေ့ထိကျွန်တော်မမေ့သေးတဲ့အဖြေရှာမရတဲ့အဖြစ်အပျက်တစ်ခုပါပဲဗျာဒီအဖြစ်အပျက်က2022ခုနှစ်ဖေဖော်ဝါရီလတုန်းကဖြစ်ခဲ့တာပါကျွန်တော်ဘလောက်ပဲမေးပြဖို့ကြိုးစားပါစေအဲ့ဒီညကိုအခုထိမေးလို့မရသေးဘူးအဖြစ်အပျက်ကကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းမင်းခရီးတစ်ခုကနေတူးဆိုင်ကနဲ့ကြွားအောင်ပြန်လာကြတာကျွန်တော်တို့မြို့ရဲကနေထွက်လာတော့ညသကောင်လုံးကြော်နေပြီလမ်းမကြီးပေါ်မှာလည်းဘာကားမှမရှိတော့ဘူးလေရလည်းအဲ့ဒီညကတော်တော်လေးအေးတယ်တိတ်ဆိတ်လုံးနဲ့ပတ်ဝန်းကျင်ကြောင့်ရှင်ထဲမှာတော့တမျိုးဖြစ်နေတယ်ဒီလိုနဲ့တောအုပ်တစ်ခုနာရောက်တော့ရဲနဲ့စစ်သားတွေပါတဲ့လှည့်ကင်းကားတစ်စီးကကျွန်တော်ဘေးကိုကတ်လာပြီးဆိုင်ကယ်ရပ်ဖို့အချက်ပြတယ်နည်းနည်းစိုးရင်သွားပြီမဲ့ပုံမှန်စစ်ဆေးတာလို့ပဲထင်တယ်ကျွန်တော်တို့ဘယ်ရလဲဘယ်သွားမှလဲမေးတယ်မှတ်ပုံတင်တွေပြခန်းတယ်ဒါနဲ့ကျွန်တော်တို့သွားမဲ့နေရာကိုပြောပြလိုက်တဲ့အချိန်မှာသူတို့ကြည့်လိုက်တဲ့အကြည့်ဟာတမျိုးပဲတခုခုကိုပြောချင်နေပြီမဲ့မျိုးသိပ်ထားတဲ့ပုံစံမျိုးသူတို့ကကျွန်တော်တို့ဒီလမ်းကိုညဘက်ကြီးသွားဖို့တကယ်လိုအပ်လို့လားဆိုပြီးခဏခဏမေးတယ်နိုင်ငံရေးတွေကြောင့်လားလို့ကျွန်တော်တွေးမိတယ်ကျွန်တော်တို့ရွာဘက်ကတိုက်ပွဲပါညာတွေမရှိရဲ့ရွာပါအဲ့ဒီမှာရဲတယောက်ကညီလေးတို့ဒီနားမှာပဲတညအိတ်လိုက်ပါလား
မနှက်မှဆက်သွားပါလို့ပြောလာတယ်။ तू ကဘာကြောင့်အဲ့လိုပြောလဲကျွန်တော်မသိဘူး။ကျွန်တော်သိတာကသူတို့နဲ့ဝေးတဲ့နေရာကိုမြင်မြင်မောင်းထွက်သွားခြင်းစိတ်ပဲဖြစ်နေတာ။ဒါကြောင့်ကျွန်တော်တို့ကခေါင်းမာပြီးနောက်နေ့အရေးကြီးကိစ္စရှိနေလို့ပါတောင်းခွင့်ပြုပါလို့ပြောကြည့်လိုက်တယ်။နောက်ဆုံးတော့ကျွန်တော်တို့ရဲ့အချက်လက်တွေကိုမှတ်သားပြီးတော့သူတို့ကသွားခွင့်ပြုလိုက်တယ်။ဒါပေမဲ့မင်းတို့သတိထားသွားကြလို့တော့သတိပေးလိုက်တယ်။ကျွန်တော်နေရာကိုရှေ့ဆက်မောင်းလာရင်လည်းလမ်းထဲကိုပိုဝင်လာတယ်လေပတ်ဝန်းကျင်ကပိုမှောင်လာပြီးလူသူပိုပြီးကင်းမဲ့လာသလိုခံစားလာရတယ်။လမ်းမိတာတွေလည်းမရှိတော့ဘူး။စိုက်ကယ်ရှိပြီးအလင်းတန်းလေးကပဲအပေါင်တို့ကိုခွဲပြီးသွားနေရတာ။တနင်္လာရီလောက်မောင်းပြီးတော့ရုတ်တရက်မိုးကတဲကြီးမဲကြီးရွာချလာတယ်။ဒါနဲ့လမ်းဘေးမှာတွေ့တဲ့ဈေးရလေးတစ်ခုမှာမိုးခုကိုကျွန်တော်ရက်လိုက်ကြတယ်။အဲ့ဒီချိန်မှာပဲအရာအလုံးကလွဲချော်နေပြီဆိုတာစသိလိုက်ရတယ်။မင်းကိုကြည့်ပြီးထူးဆန်းတာတစ်ခုကျွန်တော်သတိထားမိသွားတယ်။မိုးကဒီလောက်တဲတဲမဲမဲရွာနေရတော့သူ့အိမ်ကြီးကလုံးဝခြောက်နေတာဗျ။အစတော့ငါပဲမျက်စိမားတာပေါ့။ဟေ့အောင်မင်းအိမ်ကြီးကမိုးလုံးဝမစိုးဘူးဘောလို့ပြောလိုက်တော့သူကဘာမှပြန်မပြောပဲ။မင်းလို့တွားရအောင်လို့ခက်အေးပြန်ပြောတယ်။သူ့အတန်လည်းတစ်မျိုးဖြစ်နေတယ်။ခုနကရဲတွေနဲ့တွေ့လို့ကြောက်လာတာလားတော့မသိဘူး။တခုပြောင်းလဲနေတယ်လို့ပဲ။ဒါနဲ့ကျွန်တော်လည်းဘာမှဆက်မပြောတော့ပဲစိုက်ကယ်ပေါ်ပြန်တက်လိုက်တယ်။ကျွန်တော်ဆက်မောင်းလာခဲ့ပြီပဲရင်ထဲမှာတော့ဘာကြောင့်မှမသိကြောက်စိတ်ကဝင်နေပြီ။မိနစ်နှင်းငယ်ကြာတော့လမ်းလယ်မှာရက်နေတဲ့ရွာသားတစုကိုတွေ့လိုက်ရတယ်။သူတို့ကကျွန်တော်တို့တားပြီးတော့ဘယ်သွားမှလဲလို့မေးတာပေါ့။ကျွန်တော်သွားမယ့်နေရာကိုပြောလိုက်တော့ရွာသားတယောက်ကမျက်နှာပြတ်သွားပြီ။မင်းတယောက်တည်းသွားနေတာလားတဲ့။ကျွန်တော်လည်းပြုံးပြလိုက်ပြီ။မဟုတ်ဘူးလေကိုကျွန်တော်တငယ်ချင်းအနောက်မှာပါလာတာပဲလို့ပြောလိုက်တယ်။ဒါပေမဲ့ကျွန်တော်နောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာဘယ်သူမှမရှိတော့ဘူး။ထိုင်ကောအလွတ်ကြီးဗျ။ကျွန်တော်ကလေးစားတွေအကုန်လုံးပြုတ်ကျသွားတယ်လို့ပဲ။ဘာတွေဖြစ်နေမှန်းမသိတော့ဘူး။ရွာသားတွေကမိကုန်းနဲ့မင်းနေပြီပဲ။ကျွန်တော်ကစကားတော်ကောင်းကောင်းမွန်ပြန်မပြောနိုင်တော့ဘူး။ကျွန်တော်ဘာလို့မှသေချာမစင်စားနိုင်ခင်မှာပဲကျွန်တော်တို့ကနေကားမီးအောင်တစ်ခုပေါ်လာပြီးကားတစ်စီးထိုးရက်လာတယ်။အဲ့ကားပေါ်မှာဆင်းလာတာမင်း။ तू ကကျွန်တော်စီလျှောက်လာပြီးတော့ပြောမင်းတော်တော်စေးထိုးတဲ့ကောင်နော်။ရဲတွေစစ်နေတဲ့နေရာမှာငါ့ကိုထားပြီးတော့မင်းကဘလူတိုးဝါလေလို့စိတ်တူကြီးပြောနေ။ကျွန်တော်တကူလုံးတောင်းကနေဖြစ်သွားတယ်။သူ့ပြောစကားအရဆိုရင်ကျွန်တော်ကသူ့ကိုထားခဲ့ပြီးတော့မောင်းထွက်လာတာ။တနားရီလောက်တောင်ရှိပြီ။ဒါဆိုရင်အဲ့ဒီတစ်လျှောက်လုံးမှာကျွန်တော်တို့မှထိုင်လာခဲ့တာဘာတူလဲ။ကျွန်တော်ဘာမှပြန်မပြောတော့ဘူး။သူ့ဆိုင်ကယ်ပေါ်တက်ခိုင်းပြီးအဲ့နေရာကနေချက်ချင်းထွက်လာသေးတယ်။ခဏကြာတဲ့ဒီကျွန်တော်နှစ်ယောက်လုံးစကားမပြောပြကြဘူး။လမ်းကတော့အထူကြီးကိုရောက်လာတော့ရုံတရက်ဆိုင်ကယ်ကဆိုက်ရက်သွားရော။ဘယ်လိုပဲလို့ဆက်ကပြန်မလို့တော့အခြားနီလန်းလည်းမရှိတော့တဲ့ဆိုင်ကယ်ကိုဂုံးပေါ်ရောက်အောင်ကျွန်တော်တွန်းတက်ကြတယ်။အဲ့ဒီချိန်မှာမင်းပြောလိုက်တဲ့စကားတစ်ခုဟာကျွန်တော်ကိုအေးဆက်ပြီးတော့ကြက်သိန်းနေထသွားစေတယ်။ तू ကတိုးလေးကပ်ပြောတယ်။ဟေ့ဆိုင်ကယ်ကိုငါတို့နဲ့တူတူတယောက်ယောက်ကဝိုင်းတွန်းပေးနေတယ်လို့ပဲတဲ့။ကျွန်တော်တို့ဂုံးထိပ်ကိုရောက်လို့အစင်းဘက်ရောက်တဲ့အချိန်နောက်ကြည့်မှကိုကျွန်တော်အရေးစွန်ပြီးကြည့်လိုက်မိတယ်။ခက်လန်းလန်းမှာအဖြူရောင်ဝတ်ထားတဲ့လူလေးတစ်ခုကျွန်တော်စီကိုဖြည်းဖြည်းချင်းလမ်းလျှောက်လာတာမြင်လိုက်ရတယ်။တခုခုကိုနောက်ကနေဒီရိုက်တိုက်ပြီးဆွဲလာတဲ့ပုံစံမျိုးပဲ။မင်းလည်းမြင်တယ်။ကျွန်တော်နေရာလှူရှားမှုတွေအကုန်ရက်သွားပြီးတော့ကြောင်ကြည့်နေမိတယ်။နှစ်ယောက်လုံးစကားပြောဖို့လည်းအားမရှိတော့ဘူး။ကြောက်တဲ့စိတ်ကြောင့်ပါဇက်ကဖွင့်လို့မရတော့တာ။အဲ့ဒီလူကပိုပြီးနီးလာပြီးမှရုတ်တရက်တောထဲကိုကိုယ်ဝင်ပြီးတော့ပျောက်သွားတယ်။ကျွန်တော်သက်ပြင်းချမိတယ်။စိုက်ကယ်ကိုဆက်တွန်းလာကြရင်စက္ကန့်အနည်းငယ်ကြာတော့အဲ့ဒီအရေးကိုလမ်းမေးမှာထိုင်နေတာထပ်ပြီးတွေ့ရတယ်။တေချာကြည့်လိုက်တော့အဲ့ဒါမိန်းမတစ်ယောက်ပုံစံပဲ။ဇမင်းနီကမျက်နှာကိုဖုံးနေပြီးတော့သူ့ဘေးမှာအိတ်ရှိတယ်။ သူကအဲ့အိတ်ကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးတော့ကလေးအယိုးစုလေးလိုမျိုးအရာတစ်ခုကိုထုတ်လိုက်တယ်။ပြီးတော့အဲ့ဒါကိုပေါင်ပေါ်တင်ပြီးတော့ကလေးတယောက်ကိုချော့နေတယ်လို့မျိုးလှုပ်ရမ်းရင်းနဲ့အကျေကြီးထငိုတယ်။သူ့ရဲ့ငိုတာကဘဝညစ်တစ်ခုလုံးဟိန်းနေတာ။ကျွန်တော်ဘဝမှာအဲ့လိုကြောက်စရာကောင်းတဲ့ခံစားချက်မျိုးတစ်ခါမှမကြုံဘူး။ကျွန်တော်မလှုပ်ရဲပဲအကြာကြီးစောင့်နေခဲ့တယ်။ကျွန်တော်ကသူနဲ့ပေ20လောက်အကွာမှာဖြစ်နေတာ။တော်တော်ကြာသွားပြီးမှသူကရုတ်တရက်ထားရက်လိုက်
ကျွန်တော်တုံနေဖြစ်သွားတယ်ယောက်ျားဖြစ်ပေမဲ့မျက်ရည်တွေပါဝဲတဲ့အထိကျွန်တော်လန့်လာတယ်ဘာမှမစင်စားတော့ပဲကျွန်တော်တို့အတန်မထွက်အောင်ထိပြီးစိုက်ကယ်ကိုသူ့ဘေးကနေဖြည်းဖြည်းချင်းတွန်းပြီးကြော်ခဲ့ကြတယ်သူ့ကိုကြော်ပြီးသွားတာနဲ့ကျွန်တော်အကြီးမားဆုံးအမှားတစ်ခုလုပ်လိုက်ပြီးတယ်အဲ့ဒါကနောက်ကိုလှည့်ကြည့်လိုက်တာပဲကျွန်တော်မြင်လိုက်ရတာကသူကတစ်ပင်ပေါ်မှာကျိုးဆွဲချပြီးတော့သေနေတယ်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်သွားတယ်ကလီစားတွေပါပြောင်းဆန်နေပြီကျွန်တော်ဘလူကနေဘလူစိုက်ကယ်ကိုဆက်ပြန်လို့လောင်းလိုက်မိလည်းမသိဘူးအရှိရရွာငယ်လေးတစ်ခုကိုရောက်တဲ့အထိနောက်ကိုလှည့်မကြည့်ပဲမောင်းပြေးခဲ့ကြတယ်အဲ့ဒီမှာရှိတဲ့ရွာကန်နေနဲ့တွေ့တော့မှသူတို့ပြောပြတာကလွန်ခဲ့တဲ့9လလောက်ကအဲ့လမ်းပေါ်မှာကြာဆုံးသွားတဲ့ဒေါ်လာရဲ့ရဲဘော်လေးတယောက်ရဲ့အမျိုးသမီးကကိုဝင်အရင်မကြီးနဲ့လမ်းဘေးကတစ်ပင်ကြီးတစ်ခုမှာကျိုးဆွဲချပြီးတော့တက်သေးသွားခဲ့တယ်တဲ့အဲ့ဒီအချိန်လေးကသူ့ရဲ့ဝိညာဉ်ကအဲ့ဒီတော့ထဲမှာလှည့်လည်နေပြီးတော့သူနဲ့အတူလိုက်ဖို့တယောက်ယောက်ကိုလိုက်ရှာနေတာလို့ပြောကြတယ်ကျွန်တော်တို့အဲ့ဒီနေ့မနက်မှာအိမ်ကိုဘေးကင်းကင်းနဲ့ရောက်ခဲ့ပါတယ်ဒါပေမဲ့အခုထိညဘက်ဆိုရင်ကျွန်တော်အနောက်မှာတယောက်ယောက်ထိုင်နေသလိုမျိုးခံစားနေရတော့ပြီးတော့အခုနောက်ပိုင်းကျွန်တော်ညဘက်အပြင်သွားရင်နောက်ကိုဘယ်တော့မှလှည့်မကြည့်ဖြစ်တော့